ဆိုကစားပုံကကျွန်တော်မြင်ကျွန်တော်အသိပြောပြရင်စင်ញင်မှာကွယ်ပြည်သူတွေရဲ့ဒီနိုင်ငံဒီခေတ်မှာဖြင့်ကျန်းဖန်ကဆော့နေကြတယ်စလောကင်းလို့ဆိုပြန်နေကွယ်ဝမ်းသာအားရဆော့နေကြတာဘုံမမတိကြတယ်နေပြန်တို့နဲ့ချီယူပြီးတော့ဘဝတွေပြတ်ကြတယ်စလောကိုဆွဲသူတွေမဲ့ဘဝပြတ်မှာတိတိကြီးနဲ့အမိုက်မားကိုအကြံပြုခြင်းနဲ့မိသားစုပြန်ကြည့်ပါကွယ်ပြောမရရင်တော့ရှိတာအကုန်ရောက်သတ်ပြေးရလိမ့်မယ်ခုခေတ်ရှော့တီတွေရဲ့အမြင်မတော်ဝစ်စားပုံကကျွန်တော်အမြင်ကျွန်တော်အသိပြောရမှာပဲခွဲစင်ញင်မှာခွဲရှော့တီတွေရဲ့မြန်မာလုံးကြီးထမိန်စကတ်ကိုတဲ့ပေါင်းပေါ်အောင်ခွဲကားထားတဲ့ခြေသလုံးမွေးကြော်ညာသလုံးကွယ်အဆက်ကြောင့်မရှိနဲ့မျက်နှာများနဲ့လိုက်မော်တင်းညတဲ့လက်ပြအင်ကြီးဝစ်ခါထားတဲ့ဓာတ်မွေတွေထွက်တယ်အတွင်းကအင်ကြီးဆိုတဲ့ပလာစီယာဝစ်ပါထားတဲ့ပစ္စည်းနဲ့မဆန်ဘူးမေရဲ့တဝက်ကအပြင်ထွက်နေတယ်အဲဒါကြောင့်ပဲကွယ်ဘော်ဒါတွေမှာစိတ်ညာထိတ်မရရဲ့အတူတွေတက်လို့ထားတာကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံပုံမီကွယ်မင်းတို့ဒီရင်စုမှာဟော်ရီထဲလို့ထားတော့ကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံပုံမီကွယ်ဒီတကားအပြင်ကိုထွက်ရင်အတူတွေအကုန်ဖြုတ်ခဲ့မင်းနဲ့အတူသွားခဲ့တဲ့တရားအောက်ထဲမှာပြုတ်ကြခဲ့လေသလားဘုပန်းချမမေးခဲ့နေသလားဒီတွေအားပြရင်တွေအားပြချက်ကုန်ပြီဒါတွေပြောယူနေတော်ပြီမထင်နဲ့အင်တာနက်ကိုဆက်လို့ပြောမယ်ညအချိန်မတော်လိုင်းတွေတော့တို့သမီးပြိုများဖြစ်ကရင်လေးဝဲဘိုးတွေနေပြကစက်တွေချက်ကြတယ်လူယုံမာများကပုံရိုက်ထားတယ်ပြီးတော့ငွေညင်းဆောင်ရှက်လိုက်ခွဲလိုက်မောပြတ်တဲ့ပုံများနဲ့နောက်ဆုံးကြတော့ကိုယူနေရတယ်အယမ်းမယုံကြနဲ့ယူကညာတွေအညာလွယ်ပြီးတနာချွေတော့တာတရီနေသုံးမှာအင်တာနက်ဘေကောင်ကိုမတကယ်မယုံနေတာအယမ်းမယုံ